အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ကျွန်တော်ကိုလာကနေဘန်ကောက်ကိုညရထားစီပြီးတွားခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်အခုတော့အိတ်နေကြပါပြီရထားလက်မှတ်ကအပေါ်အောက်ရောင်းပါတယ်တယောက်တည်းသမားဆိုရင်တော့အောက်ကလက်မှတ်ကိုဝယ်ပြီးတော့တယောက်တည်းအောက်မှာပဲအိတ်လို့ရပါတယ်နှစ်ယောက်လာရင်တော့အပေါ်အောက်ခွဲအိတ်လို့ရပါတယ်ဒီလိုတယောက်စာတီးတဲ့အခန်းလေးလိုမျိုးကိုယ်ပိုင်အခန်းလေးလိုမျိုးလုပ်ပေးထားပါတယ်။ဟိုရကောင်းအောင်ဆောင်အကုန်ပါပါတယ်။အဲအကောင်လည်းအရန်ကိုအေးပါတယ်။ဆောင်ချုပ်ပြီးတော့တခြားချုပ်ပြီးအေးရပါတယ်။ 충분해 사랑을 했다 우리가 만나 지우지 못할 추억이 됐다 볼만한 멜로드라마 အကောင်တော့အိမ်နေကြပြီပေါ့နော်ဒါသူတို့ကဥပုံရက်ချက်ထားနေရနေစီးရတာပေါ့ကျွန်တော်ကလမ်းမှာစီးရပေါ့ဗျာအဲလိုမျိုးတော့ကိစ္စကိစ္စစီးရကြတယ်ဆိုတော့အကောင်လုံးအိမ်နေကြပြီပေါ့ဗျာ사이사이가 찌릿찌릿한 느낌 나 사랑받고 있음을 알게 해주는 눈빛 ဒီလိုဆောင်လေးလည်းပြီးပါတယ်လို့ 반쪽을 채웠다 အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ 이게 너무 소중한 사람이었다